ဘီလီယံနာတထေးကြီးတို့ကားလာဝင်ဖို့တဲ့ဒီကနေ့ကားရောင်ပြက်ခန်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူကရိုးရိုးလေးပဲဝတ်ဆင်ထားတာကြောင့်ရောင်အကောင့်နဲ့ဝန်ထမ်းလေးကဒီတထေးကြီးကိုအထင်သေးပြီးကြည့်မရဖြစ်နေခဲ့ပါတယ်။ဒီလူကြီးဟာဇင်ခံကန်းကိုဘလို့မှဝယ်နိုင်မှာမဟုတ်ဘူးလို့ထင်တဲ့အတွက်ဝန်ထမ်းလေးကတန်းတန်းစားအစ်စ်လေးကိုပါအဲ့ဒီလူကြီးကိုတွားပြီးအေးခန်းစကားမထီဟိုတားမြစ်ထားခဲ့ပါတယ်။ဒါပေမဲ့ဝန်ဆောင်မှုပေးတဲ့အရေးချင်းကိုမြင့်တင်ချင်နေတဲ့တင်တန်းသူလေးကတော့ဒီတထေးကြီးကိုမဲစိတ်အားထပ်ထန်စွာနဲ့တွားရောက်အေးခန်းလိုက်ပါတယ်။ဒီအယောင်ပြက်ခန်းကြီးဟာတကယ်တော့ဒီတထေးကြီးရဲ့လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်နေမှအဲ့ဒီအချိန်မှာသူမှလုံးဝမတည်သေးပါဘူး။အဲ့ဒီအချိန်မှာပဲအနာကအယောင်ဝင်ထမတယောက်ကတထေးကြီးအနာကိုရောက်လာပြီးမောင်းမာတဲ့လေးတန်းနဲ့ချက်ချင်းထွက်သွားပါတော့လို့ကားအယောင်ပြက်ခန်းတွေကနေမောင်းထုတ်လိုက်ပါတော့တယ်။ဒီနေရာကကားတွေဟာအနည်းဆုံး$3သိန်းလောက်တန်နေကြောင်းခမရတစ်စလုံးအလုပ်လုပ်ရင်တောင်ဝယ်နိုင်မှာမဟုတ်ကြောင်းနဲ့အယောင်ဝင်ထမကပြောင်းလောင်ဖို့ဆိုလိုက်ပါတယ်။ဒါပေမဲ့တထေးကြီးကတော့မျက်နှာတစ်ချက်မပြတ်ပဲကားတစ်စီးကို$3သိန်းဆိုတာအသိစိတ်ပေါ်လွန်းပါတယ်။ခမရတို့အယောင်ပြက်ခန်းတွေမှာအရေးဆုံးကားကိုပဲပြပါလို့ပြန်ပြောလိုက်ပါတယ်။သူတို့ပြခန်းမှာအရေးဆုံးကားကတော့$30တန်နဲ့လိမ္မော်ရောင်စပို့ကားပဲထည့်ပါတယ်။ဒီကားကိုရှိုးဝက်စမ်းကျဲတဲ့ဘီလီယံနာတဲ့ဦးကကြိုတင်မှယူထားဒီတာထည့်ပါတယ်။အမှန်တော့လွန်ခဲ့တဲ့ရက်အနေကဒီတထေးကြီးရဲ့အတွင်းရေးမှုကသူ့အတွက်စိန်ခံကားကိုမှယူထားခဲ့တာပါ။အဲဒီကားမှာတထေးကြီးရဲ့လက်ပွေစနစ်ကိုထည့်သွင်းခါပြီးသားထည့်တာကြောင့်တထေးကြီးအနေနဲ့ကားနာရောက်တာနဲ့လက်ပွေနဲ့ဖွင့်ပြီးမောင်းထွက်သွားယုံပါပဲ။ဒါပေမဲ့အယောင်ဝင်ထားမှကတော့တထေးကြီးပြောတာကိုတခုမှယုံကြည်မနေခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲစုံတွဲတွဲကရွတ်တရတထေးကြီးအနာကိုရောက်လာခဲ့ပါတယ်။ဒီစုံတွဲထဲကအမျိုးသမီးဟာတထေးကြီးရဲ့ရီစာဟောင်းဖွင့်နေတာကြောင့်တထေးကြီးချက်ချင်းပဲရန်တော်တာထွက်သွားခဲ့ရပါတယ်။တကယ်တော့တထေးကြီးဟာတချိန်ကဆင်းရဲခဲ့ဘူးပြီးသူ့ရဲ့ရီစာဟောင်းကဆင်းရဲလို့ဆိုပြီးသူကစွန့်ပစ်လမ်းခွဲသွားခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူရီစာဟောင်းကစမစ်ဆိုတဲ့ဘီလီယံနာတထေးသားနဲ့တွဲနေခဲ့လာပါ။စမစ်ကတထေးကြီးဟာသူ့ချစ်သူရဲ့ရီစာဟောင်းဖီမန်တိလိုက်တဲ့အခါမှာတော့ဆင်းရဲတဲ့အိမ်မရှိတဲ့လမ်းဘေးကလူဆိုပြီးချက်ချင်းပြောင်းလောင်ပြောဆိုလိုက်ပါတော့တယ်။ဒီအယောင်ပြခန်းထဲမှာသူနဲ့တန်းတူရှိနေဖို့အတွက်အရေးချင်းမရှိဘူးလို့လဲစမစ်ကဟစ်ကြွေးပြောဆိုလိုက်ပါတယ်။စမစ်မသိလိုက်တဲ့အရာကတော့ဒီတထေးကြီးဟာအဲ့ဒီကလေးကအောင်မြင်တဲ့စီးပွားရေးသမားတွေဖြစ်နေခဲ့ပြီးနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေခဲ့ပြီးဆိုတာပါပဲ။ဘေနာကအယောင်ဝန်ထမ်းမကစမစ်ကိုကပ်ဖားရဖားလို့ပြီးတထေးကြီးကိုပြခန်းထဲကနေထွက်သွားဖို့ထပ်မံအမိန့်ပေးပြန်ပါတယ်။ဘာလို့လဲဆိုတော့စမစ်ကသူတို့အယောင်ပြခန်းရဲ့အရေးကြီးဆုံးဖောက်တယ်ဖြစ်နေကြကြောင်းပါ။ဒီတထေးကြီးရှိနေရင်စမစ်ကိုအနောက်ရှက်ဖြစ်စီမယ်လို့တောင်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့တထေးကြီးကတော့မလုံမရှက်ရနေခဲ့ပါတယ်။သူကဒီပြခန်းကိုကြိုတင်မှယူထားတဲ့ဇိန်ခန်းကားနာယူယုံတတထစ်ခဲ့ပြီးနဲ့သူရီစာဟောင်းနဲ့စမစ်သူရဲ့မောင်းမာတဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲစိတ်ပြောင်းသွားပါတော့တယ်။ဒီလိုမျက်နှာမပြောင်းတဲ့စုံထွဲကိုဒီနေ့တော့ရှက်သွားအောင်ငါလုပ်ပြမယ်လို့လေတထေးကြီးကစိတ်ထဲကနေတိတ်တိတ်လေးကျိန်ဆိုလိုက်ပါတယ်။တထေးကြီးကစမစ်ကိုဘယ်လိုကားမျိုးဝယ်ဖို့လာလဲလို့မေးလိုက်တဲ့အခါစမစ်ကသူ့ရဲ့ငွေကြေးအင်အားကိုတက်တည်ပြခြင်းကကြောင့်$1.2တန်ဇင်ခန်းကားကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အယောင်ဝန်ထမ်းမကတကယ်ဝယ်မလားဆိုပြီးအန်အားတင်းကထပ်မံမေးမြန်းခဲ့ရပါတယ်။စမစ်ကသူ့ရဲ့ credit card ကိုအယောင်ဝန်ထမ်းမှလက်ထဲတိုက်ရိုက်ပေးလိုက်ပြီးသူ့ရဲ့ကြွယ်ဝမှုကိုတထေးကြီးကိုမန်ပါပါနဲ့ပြသလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့တထေးကြီးကလည်းစမစ်ရဲ့ကားကိုစိတ်ဝင်စားကြောင်းရုတ်တရက်ပြောလိုက်ပြီးဇီးနှစအပေးက$2.4တန်နဲ့ဝယ်မယ်လို့ပြောလိုက်ပါတယ်။တင်တန်းသူလီကအန်အားတင်းသွားပြီးဒီကားကအဲ့လောက်တန်ဖိုးမရှိကြောင်းတထေးကြီးကိုလေးမြန်းစွာအကြံပေးလိုက်ပါတယ်။ဒါပေမဲ့တထေးကြီးကတော့ပိုက်ဆံကိုလုံးဝဂယုမဆိုင်ခဲ့ပါဘူး။သူကစမစ်ကိုအယံမုံတီးနီးပြီးစမစ်ကြီးကနေတခုခုကိုပြန်ယူချင်းယုံတထဖြစ်ပါတယ်။စမစ်ကတော့ဒေါသတကြီးပောက်ကွဲသွားမှတဲ့ဖွေဖားခဲ့ပါတယ်။ဒါပေမဲ့တထေးကြီးမှာအဲ့လောက်ပိုက်ဆံရှိမှမဟုတ်ဘူးလို့ရုတ်တရက်သဘောပေါက်သွားပြီးတထေးကြီးဟာကြွားနေတာပဲလို့ပြောင်းလောင်ပြောဆိုလိုက်ပါတယ်။စမစ်ကိုအန်အားတင်စေမဲ့ပုံစံနဲ့တထေးကြီးကသူ့ရဲ့ credit card ကိုတင်တန်းသူလေးလက်ထဲထိုးပေးလိုက်ပါတယ်။တင်တန်းသူလေးကလည်းကတ်ကိုပေါ့ပါပါလေးပွတ်လိုက်တာနဲ့ငွေပေးချေမှုကချက်ချင်းပြီးဆုံးသွားပါတော့တယ်။လူတိုင်းအန်အားတင်နေတော့မှပဲတထေးကြီးကလုံးဝမတွေးထင်ထားတဲ့အရာတစ်ခုကိုထပ်လုပ်ပြလိုက်ပါတယ်။သူကကားကိုတင်တန်းသူလေးကိုလက်ဆောင်အဖြစ်ပေးလိုက်ပါတော့တယ်။တင်တန်းသူလေးအကျိုးခံစားနေရတာကိုမြင်လိုက်ရတဲ့အတွက်အယောင်ဝန်ထမ်းမကချက်ချင်းပဲတထေးကြီးအပေါ်ကတ်ဖားညဖားလုပ်တဲ့ပုံစံကိုပြောင်းလိုက်ပါတယ်။ဒါပေမဲ့တထေးကြီးကတော့အဝေးကိုထွက်သွားပါလို့ပြက်သားပြောက်လိုက်ပါတယ်။တင်တန်းသူလေးကတထေးကြီးသာကားကိုကျမကိုပေးလိုက်ရင်တထေးကြီးဘယ်ကားမောင်းမှလဲဆိုပြီးအကြီးအကျယ်စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။မမျော်လင့်ပဲနောက်တစ်စက္ကန့်မှာတော့တထေးကြီးက$30တန်နဲ့ကားနာကိုရှော့ထွားလိုက်ပါတော့တယ်။စိတ်ထက်ကြနေတဲ့စမစ်ကရုတ်တရက်ကျဲလောင်စွာလောင်ရဲလိုက်ပြီးအတိညာမရှိကြောင်းနဲ့ပြောင်းလောင်ပြောဆိုလိုက်ပါတယ်။ဒီကားကိုနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ကကြိုတင်မှယူထားပြီးသားဖြစ်တာကြောင့်တထေးကြီးဘလောက်ပဲချမ်းသာဝယ်လို့ရမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။တထေးကြီးကတော့မျက်နှာတီးနဲ့ငါဟာဒီနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်လို့အေးဆေးပဲပြောလိုက်ပါတယ်။စမစ်ကတော့လုံးဝမယုံကြည်ပဲမာနတကြီးပြောလိုက်တာကခင်ဗျားတကယ်သာနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုရင်ကျွန်တော်ဒူးထောက်ပြီးခင်ဗျားကိုတောင်းပန်ပါနဲ့တဲ့။တထေးကြီးကပြုံးစီးနဲ့ပြုံးလိုက်ပြီးကားရဲ့လက်ပွေစနစ်အပေါ်ကိုသူ့လက်ကိုပေါ့ပါပါတင်လိုက်ပါတယ်။နောက်တစ်ဆက်ခါမှာပဲဇင်ခန်ကားကတကယ်ပဲစတင်လက်ပတ်လာပါတော့တယ်။စမစ်တယောက်လုံးဝထိတ်လန့်ထွက်ခဲ့ရပါတယ်။တထေးကြီးကစမစ်ကိုအလောင်းစားအတိုင်းဒူးထောက်ပြီးမြန်တောင်းပန်ပါတော့လို့တိုက်တွန်းပြောဆိုလိုက်ပါတယ်။ဒါပေမဲ့စမစ်ကတော့လှည့်စားပြီးနောက်ဆုတ်ချင်းနေခဲ့ပါတယ်။အဲ့ဒီခေတ်မှာပဲအယောင်ဖျားခန်းမနေကြတာရုတ်တရက်ပြန်ရောက်လာခဲ့ပြီးတထေးကြီးကိုချက်ချင်းမှတ်မိသွားခဲ့ပါတယ်။အခြေအနေကိုနားလည်သွားပြီးနောက်မန်နေဂျာကအယောင်ဝန်ထမ်းမို့ကိုမျက်နှာကိုရိုက်ပစ်လိုက်ပြီးအလုပ်ပါထုတ်ပစ်လိုက်ပါတယ်။
အခြေအနေမကောင်းမှန်းသိတော့ Smith ကသူ့ရီးစားနဲ့အတူချက်ချင်းထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မန်နေဂျာကသူ့ကိုတားမြစ်လိုက်ပြီးအလောင်းစားကိုအတင်းကျပ်ဆောင်ရွက်ထိုင်ပါတယ် Smith ကတော့နားမထောင်ချင်သေးပါဘူးသူကအယောင်ပြခိုင်းတဲ့အတင်းဝင်ကတ်ကိုတောင်ပြပြီးမန်နေဂျာကိုချင်းချောက်ခဲ့ပါတယ်ဒီနေ့သာထွက်မသွားရရင်ပြခန့်အနေနဲ့အဖိုးတန်နဲ့အတင်းဝင်သူဦးကိုဆုံးရှုံးရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်မန်နေဂျာကတော့ Smith ယူနေပြီလို့ယူဆပြီးအတင်းဝင်ကတ်ကိုတဝက်ချိုးပစ်လိုက်ပါတယ်ပြီးနောက်မင်းတတိကြီးကိုတောင်းပန်မှာမဟုတ်ဘူးဆိုရင်ကိုရန်တော်ဒီကိုခေါ်ပြီးအလောင်းအစားတိုင်အတင်းကျပ်လုတ်ခန့်ရလိမ့်မယ်လို့ချင်းချောက်လိုက်ပါတယ် Smith ကဒေါသထွက်နေပေမဲ့လည်းဘာမှမတတ်နိုင်တော့ပဲအန်ကျိတ်ပြီးတတိကြီးကိုဒူးထောက်ကတောင်းပန်လိုက်ရပါတော့တယ်စိတ်ကျေနပ်သွားတဲ့တတိကြီးက Smith ကိုကားအယောင်ပြခန့်တဲ့ကနေထွက်သွားဖို့နောက်ဆုံးမှပြောလိုက်ပါတော့တယ်